1886 ခုနှစ်အမေရိကန်နိုင်ငံစစ်ပြီးကာလမှာစစ်ရဲ့ဒဏ်ရာတွေနဲ့မော်ဖင်းဆွဲနေတဲ့ဆရာဝန်တစ်ယောက်ဟာသူ့နာကျင်မှုတွေကိုသက်သာစေဖို့ဖျော်ရည်တစ်မျိုးကိုဆက်ခဲ့တယ်။ပြီးတော့မြို့ထဲကဆေးဆိုင်လေးမှာဒဗလင်းကိုအမေရိကန်ဒေါ်လာ9 ဆင့်နဲ့ပြန်သွင်းတယ်။ဒီနေ့မှာဆေးဆိုင်ရဆေးရည်လေးကဆရာဝန်ကြီးစီကဖျော်ရည်စနီးကိုသူတစ်သက်လုံးစူးစမ်းစုဆောင်းထားတဲ့ပတ်စံလေးနဲ့အတင်းတောင်းဝယ်ဆရာဝန်ကလည်းသူအရှုံးပေးပြီးသားဘဝကြီးကိုပင်ပန်းထက်မခံကျင်တော့တာနဲ့ကောင်လေးကိုရောင်းပေးလိုက်တယ်။ကောင်လေးကဖြိုရည်ကိုကိုယ်တိုင်ပြန်ဆက်တယ်ထုတ်ပိုးတယ်ပြန်ဖြန့်တယ်။အဲ့က internet လည်းမရှိဘူး marketing distribution strategy ဒါတွေလည်းခုခေတ်လိုမျိုးမတွင်ကျယ်သေးဘူး။အဲ့ဖြိုရည်ကအခုခေတ်တကဘာလုံးကလူကုန်တန်းတွေပဲသွားနိုင်တဲ့ဈေးကြီးစားတောက်ဆိုင်တွေကနေပြီးတော့လမ်းဘေးရေခဲပုံးမှာထိရနိုင်တဲ့ကိုကာကိုလာပါပဲ။ကောင်လေးခံစားမိခဲ့တာကဖြော်ရည်ရဲ့အရသာလည်းမဟုတ်ဘူးအနံ့နဲ့အယောင်လည်းမဟုတ်ဘူးသူခံစားမိခဲ့တာအမြုံတစီစီတက်နေတဲ့အခွင့်အလမ်းတစ်ခုလူတစ်ယောက်ရဲ့နာကျင်မှုကနေပြီးတော့တကဘာလုံးကိုလွှမ်းမိုးနိုင်တဲ့အမှတ်တစိတ်တစ်ခုကိုပြောင်းလို့ရသေးရပဲမင်းရဲ့နာကျင်မှုတွေနဲ့မကျေနပ်ချက်တွေကိုဘယ်မှာသုံးပါလဲ